မင်္ဂလာပါရှင် KIO ထိန်းချုပ်နေမြေအတွင်းကဒီတစ်ပတ်အတွင်းရရှိထားတဲ့သတင်းတွေနဲ့တိုက်ပွဲသတင်းတွေအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကိုစုစည်းတင်ဆက်ပေးပါမယ်ကျွန်မကသတင်းတင်ဆက်သူရှဲမုံပါဖားကမှာဒီနေ့မေလ17ရက်နေ့မနက်ပိုင်းလောက်မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိတယ်လို့သိရပါတယ်။ဒီကနေ့ညနေ2နာရီခွဲလောက်မှာလဲဖားကလမ်းပိုင်းဆိုင်းဖရာကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီကဆိုင်းတောင်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ KIO အစိုးရရဲ့ရဲဌာန9ကြိမ်မြောက်စုံညီအစည်းအဝေးအပိတ်ကိုဒီကနေ့မေလ17ရက်နေ့မှာလိုက်စာရဲဌာနဆိုင်ရာရုံးမှာပြုလုပ်ခဲ့ပါတယ်။၎င်းအစည်းအဝေးကိုမေလ9ရက်နေ့ကနေမေလ9ရက်နေ့အထိ9ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးKIO အစိုးရတပ်မဟာအသီးသီးကရဲအုပ်ရဲမှုတွေတက်ရောက်ခဲ့ပါတယ်။ KIA ပူးပေါင်းတပ်ဟာဧပြီလ25ရက်နေ့မှာတော့ပေါ်မော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကဒီကနေ့အထိတိုက်ပွဲတွေပြင်းထန်နေစေပါ။ KIA ပူးပေါင်းတပ်ဟာပေါ်မော်မြို့အတွင်းမှာတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်စခန်းနေရာတော်တော်များများကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးတော့စစ်ကောင်စီဘက်ကနေလည်းလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲနေရာတွေတာမကစစ်ဆောင်ပြည်သူတွေရှိတဲ့နေရာတွေအများပြည်သူပိုင်အဆောက်အုံတွေနဲ့ပြည်သူနေအိမ်တွေကိုပါပုံကျဲတိုက်ခိုက်တာမိရှုတာတွေလှုပ်ဆောင်နေတယ်လို့ရှေ့တန်းသတင်းပေးပို့ချက်တွေအရသိရပါတယ်။တိုက်ပွဲအခြေအနေအပြည့်စုံကိုတော့စုံစမ်းနေစေပါ။ဒီအပတ်တွင်းမှာပဲ KIA တပ်မဟာကိုတန်ရင်44ဖားကန့်လမ်းပိုင်းကပ်မော်ရွာကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဖားကန့်လမ်းပိုင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ပြည်သူနေအိမ်တချို့မိရှုဖျက်ဆီးခံနေရပါတယ်။စစ်ကောင်စီတပ်ဟာမေလ3ရက်နေ့ကနေမေလ30ရက်နေ့အထိခိတ္တပစ်ခတ်ရက်စေထားတယ်လို့ထုတ်ပြန်ထားပေမဲ့ကချင်ပြည်နယ်နဲ့နိုင်ငံတော်ဝန် KIO အစိုးရမှုရတိုက်ဖြတ်ရေးကော်မတီကနေရာဒေသအသီးသီးမှာတိုက်ဖြတ်ရေးလုပ်ငန်းတွေတွင်ကျယ်စွာလှုပ်ဆောင်လျက်ရှိပါတယ်။စစ်ကောင်စီတပ်နဲ့ SNA ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာမြစ်ကြီးနားဝိုင်းမော်တနိုင်းလီတိုလန်ပူတာအိုလုံရှာယန်စွန်ပီယန်နဲ့မွန်ကြီးနေမြေတွေမှာစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေပါတယ်။နောက်ဆင်ခဲ့ကြတဲ့မိဘပြည်သူအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်။